သမီးယောက်ျားမယူနဲ့နော်ယောက်ျားယူတာမကောင်းဘူး အဲ့ဒါဆိုညကဘာလို့အမေကကောင်းလိုက်တာလို့ပြောလဲသမီးအဖေကနှိပ်ထပ်ပေးနေတာတကူလုံးအဲကြောင့်ကောင်းလိုက်တာလို့ပြောတာပါသမီးရဲ့အမေရဲ့ပြောင်းလိန်နေတာသမီးကိုမသိတာကြလို့အိမ်မှာတော့လှုပ်တယ်သမီးတောင်ရှက်လို့ထမကြည့်ရဘူးတစ်ခါတလေပါသမီးရဲ့အဖေကအတင်းပူစာနေလို့ပါ ဟုတ်ပါပြီသမီးလည်းအဲ့လိုကောင်းကျင်တာ ထားလိုက်တော့သမီးဘာအဲ့လိုကောင်းကျင်တာလဲနာတော့မယ်သွားတော့လှုပ်เสียရှိတာလှုပ်မဟုတ်တာတွေတွေးမနေနဲ့ညီအဖေသွားနှိုးခုရီမထသေးဘူးထင်တယ်မချိန်ရှိနေပြီလည်းမသိဘူးခုရီအိတ်နေမှာတော့ဘာလှုပ်စားမလဲညကအိတ်ရေးပြတ်ထားလို့နေမှာပေါ့အမေကတညလုံးနှိပ်ခိုင်းနေတာမှမသိတာအဲကြောင့်မထတာနေမှာတော်တော့ငါသမီးထမင်းသွားချက်တော့ငါပဲသွားနှိုးလိုက်မယ်သွားတော့ချက်เสียရှိတာချက်တော့